ဒီနေ့လေကျမစကားလေးတစ်ခွန်းလောက်ပြောချင်ပါတယ်။ဘာလဲဆိုတော့လေလောကမှာလေလူတွေကကိုယ့်ကိုသိချစ်တဲ့သူကိုတန်ဖိုးမထားတတ်ကြဘူး။ကိုယ့်ကိုသိမချစ်တဲ့သူကိုယ့်ကိုနာကျင်အောင်လုပ်မဲ့သူတွေကိုပဲတန်ဖိုးထားတတ်ကြတယ်ပေါ့နော်။ဒါကိုကျမခံစားရတယ်။ဒါကြောင့်မို့ကျမဒီနေ့ကိုယ်သိချစ်တဲ့သူကကိုယ်ကိုဘာလုပ်ပေးလဲဆိုရင်ကိုလိုချင်တာတွေကိုလိုအပ်တာတွေအများကြီးလုပ်ပေးတယ်ကိုယ်သိချစ်တော့လေကိုယ်ကိုမချစ်တဲ့သူကတော့ကိုနာကျင်အောင်ကိုစိတ်ညစ်ရအောင်ကိုစိတ်ပင်ပန်းအောင်သူတို့ကအများကြီးလုပ်မှာပဲဒါကြောင့်မို့ကျွန်မဒီနေ့ပြောချင်တယ်ကိုနာကိုချင်းကပ်လာတဲ့သူကိုလာပြီးတော့မှလက်တွဲပေါ်ဖြစ်လာမယ်လာတယ်ဆိုတဲ့လူတွေကကိုတကယ်ချစ်လားကိုလှည့်စားမဲ့လူလားဟာကိုအယူလုံးမဲ့လူသားဆိုတာအများကြီးသိဖို့လိုတယ်เนาะကျမဒီနေ့ပြောပြမယ်ကျမလေအရင်တော့ဆိုရင်ကိုတကယ်ချစ်တဲ့သူလားကိုတကယ်မချစ်တဲ့သူလားဆိုတာကိုတိုင်းတော့တကယ်မသိခဲ့ဘူးကိုတိုင်းကကိုကတော့ကိုလာချစ်တယ်ဆိုကိုကတော့လေရှိတဲ့မေတ္တာနဲ့နော်သူတို့ဆက်ဆံတယ်နော်သူတို့စကားပြောတယ်သူတို့ဘယ်တော့မှမလှည့်စားဘူးဒါပေမဲ့သူတို့ကပဲကိုလှည့်စားသွားကြတာပဲဒါကြောင့်မို့ကျွန်မဒီနေ့ပြောချင်တယ်ဒီလိုလှည့်စားခြင်းတွေချိန်ဖန်များစွာသင်ခံရဘူးလေဆိုရင်ဒီနေ့ကျွန်မသင်ကိုခွန်အားပေးခြင်းတယ်ဒီနေ့သင်အချစ်ကိုမရှာပါနဲ့တော့သင်ကိုလာရှာတဲ့အချစ်ကိုသင်လက်ခံပါနောက်တစ်ခုကလေအဲ့ဒီအချစ်ကလည်းသင်ကိုယ်တိုင်စူးစမ်းပြီးတော့မှသင်အုံနောက်ကြီးနဲ့လိုက်ရှာလို့မရတော့ဘူးနော်အဲ့ဒီအချစ်ဆိုတာကလေအချစ်ကိုဖြစ်တည်စေဖို့အတွက်အဲ့ဒီအချစ်ကိုဖြစ်တည်ဖို့အတွက်ဒီတယောက်နဲ့တယောက်မမြင်နိုင်တဲ့ချစ်ချင်းကိုပေါက်ဖွားစေဖို့အတွက်လှုပ်ပေးတဲ့ဖယားထံကိုတော့သင်အနံ့ရမယ်သင်တကယ်ပဲပျော်ရွှင်တဲ့ဘဝလေးလိုချင်တယ်ချစ်တယ်ဆိုတာတယောက်နဲ့တယောက်ချစ်ပြီးဆိုရင်ကျမတို့ကဘဝသစ်တွေတည်ထောင်မှုအတွက်ချစ်တာဖြစ်တယ်ဘဝတွေလှပဖို့အတွက်ချစ်တာဖြစ်တယ်ကိုယ့်ဘဝလေးကိုသူများကမြင်ပြီးဆိုရင်အားကြဖို့အတွက်ကိုယ့်ဘဝလေးကိုသူများကမြင်ပြီးဆိုခွန်အားရဖို့အတွက်ဒီအမျိုးသားတယောက်ကိုကိုယ်ကချစ်တာအမျိုးသမီးတယောက်ကိုကိုယ်ကချစ်တာအဲ့ကြောင့်တူနှစ်ယောက်ပေါင်းဆက်တဲ့အခါမှာလှပတဲ့ဘဝလေးလှပတဲ့အိမ်အောင်ရေးသားသမီးတွေเนาะသူတို့ရဲ့ဘဝတွေကလည်းပြန်ပြီးတော့မိဘရဲ့ဘဝတွေကိုကြည့်ပြီးအားကြဖို့အတွက်ကျမတို့ကအိမ်အောင်ပြုကျင်ကြတာကျမတို့ဘဝလက်တွဲပေါ်အဖြစ်ကျမတို့ရွေးချယ်ကျင်ကြတာကိုဘဝလေးကိုပျော်ရွှင်စွာဖြတ်သန်းကျင်ကြတာဒါမိန်းကလေးတိုင်းရဲ့အရာပဲဖြစ်တယ်နောက်တစ်ခုကယောက်ျားလေးတွေလည်းတချို့တကယ်ကိုမှနော်ဟိုယောက်ျားကောင်းပိသားတဲ့ယောက်ျားတွေကလည်းဒီလိုမျိုးစိတ်သက်ရှိတယ်အကြောင်းကျမပြောချင်တယ်ဒါပေမဲ့အဲ့လိုစိတ်သက်ရှိတဲ့သူတွေကလေစာရမန်နဲ့ရထောင်ချောက်တွေကိုရောက်သွားတယ်ဒီလားအဲ့လိုကိုယ့်ရဲ့ဘဝလေးကိုတတ်တရေးရအေးချမ်းချမ်းလေးနဲ့ကိုယ့်ရဲ့အိမ်အောင်ရေးလေးကိုပျော်ပျော်ရွှင်ရွှင်လေးနဲ့နေချင်ကြပေမဲ့ဒါပေမဲ့လေအဲ့လိုနေဖို့ဆိုတာမဖြစ်လာဘူးကွာဘဝကြီးကခုနပြောတယ်ဘဝကြီးကဘာတွေဖြစ်နေမှမသိဘူးကိုယ်လှည့်စားမှုတွေငိုကြွေးရတာတွေအသေးကွဲရတာတွေကိုတန်မိုးမထားခြင်းခံရတာတွေကိုအလေးမထားတာတွေမြောင်းများစွာပဲဒီနေ့ဒါတွေကိုမိတ်ဆွေတင်ကြုံရမှာဖြစ်တယ်ဒါကြောင့်မလို့ဘာလိုအပ်လဲဆိုရင်အဓိကအချစ်ကိုဖန်ဆင်းတဲ့ချစ်ချင်းမေတ္တာရှိတဲ့မမြင်နိုင်တဲ့နေပင်မှာကျမတို့အတွက်ယက်တီပေးနေတဲ့ယေရှုဆိုတဲ့ဖခင်ကိုချစ်ချင်းမေတ္တာဖခင်ကိုသင်မရဘဲနဲ့သင်လှပတဲ့အိမ်တော်ကြီးရဖို့ဟာလေသင်အများကြီးဆုတောင်းမှအများကြီးပေးဆက်မှာပဲရမယ်သင်နာမမဝင်သင်ကအရန်တော်တဲ့အမျိုးသမီးတယောက်ဖြစ်ခြင်းဖြစ်ဒါမှမဟုတ်ရင်သင်အရန်ထက်မြက်တဲ့သူဖြစ်ခြင်းဖြစ်အခုချိန်မှာယောက်ျားလေးတွေဒါကိုပဲရွေးပါနော်ထက်မြက်တဲ့သူလားတော်တဲ့သူလားအပြူဆက်လားနော်ဒါတွေပဲရွေးကြမှာသင်ကလည်းအဲ့ဒီလိုပဲတကယ်ကိုပဲတော်တဲ့ယောက်ျားလားလုပ်ငန်းတွေဘယ်နှခုရှိလဲဘာရှိလဲဒါတွေပဲရွေးကြတာလေတယောက်နဲ့တယောက်ကနော်ချစ်ချင်းမြတ်တာဆိုတာပျောက်နေတာတယောက်နဲ့တယောက်ငွေကြေးအားဖြင့်အရာအဆုံးရွေးတာအခုလိုမျိုးဒီလိုအချိန်မှလေအချစ်ကိုရန်ဦးစားပေးပြီးတော့မှချစ်တယ်ဆိုတာအဲ့ဒါခက်ရှာပဲမရှိတော့ဘူးနော်အချစ်မှာငွေပါတယ်နော်အချစ်မှာလေလိုချင်တက်မှတ်တဲ့ပစ္စည်းတွေရကျင်တာတွေလည်းပါတယ်နော်အချစ်ဆိုတာကအရန်လှည့်စားတယ်
ဒါကြောင့်မို့အဲ့ဒီအချစ်ကိုတင်ရှာနေရင်တင်မဲဝမ်းနဲ့ကြေကွဲပလက်ဖြစ်ပြီးတော့အမြဲတမ်းလိုကြာရှုံးနေမှာဖြစ်တယ်အဲကြောင့်မို့တင်ကိုသိချစ်တဲ့ယေရှုဖခင်ကိုတင်အရင်ရှာရမယ်အဲ့ဒီအချိန်မှာယေရှုဖခင်ကိုတင်ပြောပြရမယ်ကိုတော့သမီးဘဝအတွက်သားဘဝအတွက်အချစ်လိုအပ်တယ်သားဘဝလေးလှလှပပဖြစ်ချင်တယ်သမီးဘဝလေးလှလှပပဖြစ်ချင်တယ်ဒါကြောင့်မို့သမီးတို့သားတို့ရဲ့ဘဝကိုလှလှပပလေးဖြစ်မဲ့နဲ့သူနဲ့စုံတွေးခွင့်ပေးပါအဲ့ဒီသူကိုသမီးတို့လိုချင်တယ်သားတို့လိုချင်တယ်လို့တင့်ရဲ့ဘောရဲ့အသက်တာကိုအနံပြီးတော့မှတင်ဆူတောင်းရမယ်ဒါကဘာသာရေးမဟုတ်ဘူးနော်ဒါကတင့်ဘဝကိုလှုပ်ပေးမဲ့သူနဲ့တင့်ကိုရှိတယ်ဆိုတော့မိတ်ဆက်ပေးတာကျမဘဝမှာလည်းဒီတိုင်းပဲကျမရဲ့ဝမ်းနဲ့ကြေကွဲခြင်းတွေကျမရဲ့အလိန်ခံရခြင်းတွေကျမရဲ့ဘယ်လိုပြောမလိမ်မာမှုတွေကြောင့်မလို့ကျမဘဝမှာအမြဲတမ်းလို့ဝမ်းနဲ့ကြေကွဲခြင်းရင်ဝဲပလက်တွေပဲခံစားခဲ့ရဒါပေမဲ့ကျမယေရှုကိုကျမပြောပြတယ်ကျမပြောတဲ့ခရိယန်ဖခင်မဟုတ်ဘူးယေရှုဆိုတဲ့သူဟာတင့်အနားမှာရှိပြီးတော့မှတင့်ကိုတိတ်ချစ်ပြီးတော့မှတင်လိုချင်တဲ့အရာလေးတွေကိုလှုပ်ပေးခြင်းနေတဲ့ဘုရားသခင်ဖြစ်တယ်ဘလောက်တောင်တင့်ကိုရမ်းချက်လဲကြံတင်လိုချင်တာတွေလှုပ်ပေးဖို့အတွက်သူလောကတွေကိုဆင်းလာခဲ့တာတင်လိုချင်တာတွေလှုပ်ပေးပြီးတဲ့အပြင်မှာတင့်ဘဝကိုလှပတဲ့သူ့ရဲ့စိတ်နှလုံးသားထဲမှာရှိတဲ့သူ့ရဲ့ဖခင်ရဲ့စိတ်နှလုံးသားထဲမှာရှိတဲ့ကောင်းသောအရာတွေနဲ့တင်ဘဝကိုရေးချေမုံလှပတဲ့ဘဝလေးထဲမှာစိတ်ချမ်းသာစေခြင်းတဲ့ဘဝလေးထဲမှာထိုဘုရားသခင်တင့်ကိုထားခြင်းတာဖြစ်တယ်။ဒါတွေပြောနေတာဘာသာတရားကိုဆွဲနေတာမဟုတ်ဘူးနော်။ဒီဟာတွေပြောနေတာတင့်ကိုခရိယန်ဖြစ်စေခြင်းလို့ပြောနေတာမဟုတ်ဘူး။ဒါတွေပြောနေတာကတင့်ဘဝမှာအလိန်ခံနေရပြီ။တင့်ဘဝမှာအချစ်မခံရတော့ဘူး။တင့်ဘဝမှာနောက်တစ်ခုကအမြဲတမ်းချစ်နဲ့ပတ်သက်လာရင်ကြာရှုံးနေတယ်။တင်းဘွားမှာအခုချိန်မှာအချစ်နဲ့ပတ်သက်လို့တခုခုမှာနော်ကြေကွဲဝမ်းနဲ့ပလက်ဖြစ်ပြီးတော့ဆလိတ်တွေတောက်ရက်တွေတောက်နော်တကယ်ကိုမဲ့ဘာလို့အစင်မပြေတဲ့ဘဝတွေကိုရောက်နေတယ်ဆိုရင်ဒီနေ့ကျမပြောချင်တယ်တင်းအချစ်ကိုသေးသေးချာချာဖန်တီးပေးနိုင်တဲ့သူရဲ့လက်ထဲကိုတင်းအပ်နိုင်ရမယ်သူ့ကိုတင်းပြောပြရမယ်လောကမှာလေကျမတို့ကပြောပြတဲ့သူမမှားဖို့ရည်ကြီးတယ်ကျမတို့ဘဝလှဖို့အတွက်ကျမဒီစကားလေးပြောချင်တယ်နော်လောကမှာကျမတို့ရဲ့ဘဝလေးလှဖို့အတွက်သင်ပြောပြတဲ့သူမမှားဖို့ရည်ကြီးတယ်သင်ဆူတောင်းတဲ့သူမမှားဖို့ရည်ကြီးတယ်ဒါကြောင့်မို့သင်အခုပြောပြမဲ့သူကိုကျမမိတ်ဆက်ပေးလိုက်ပြီသူ့နာမည်ကယေရှုဖြစ်တယ်ကျွန်တော်သင်ဘဝလှပပလူတွေအားကြရတဲ့အိမ်တော်ရေးဘဝလူတွေကတင့်ဘဝကိုကြည့်ပြီးတော့ဟဲဒီလိုဘဝမျိုးငါတို့လည်းလိုချင်လိုက်တာငါတို့ကမရနိုင်ဘူးလားလို့ဖြစ်နေတဲ့ဘဝမျိုးအထိရောက်အောင်ပို့ဆောင်ပေးနိုင်တဲ့တင့်ဘဝကိုလှပစွာရွေးချယ်ပေးနိုင်တဲ့ယေရှုဖခင်ရဲ့လက်ထဲကိုတင့်ဘဝအတွက်သင်ပြောရမယ်အနံ့ရမယ်ဆူတောင်းရမယ်ဒါဆိုရင်သင်တကယ်လှပတဲ့ဘဝကိုရလာမှာဖြစ်တယ်ဒါတော့ကျမဘွားရဲ့လက်တွေ့တွေကိုကျမပြောတာဖြစ်တယ်။ကျမဘွားမှာမဖြစ်ဘူးတဲ့အရာတွေကိုဒီထဲမှာကျမဘာစကားမှမပြောဘူး။ကျမဘွားမှာကျမဖြစ်ခဲ့တဲ့အရာတွေဝယ်ဒီထဲမှာပြောပြတယ်။ဘာကြောင့်လဲသိလား။ကျမလောက်အသေးကွဲမဲ့သူဒီကဘာမှာရှိမှာမဟုတ်ဘူး။ကျမလောက်အထားခံခဲ့ရမဲ့သူလည်းဒီကဘာမှာရှိမှာမဟုတ်ဘူး။ကျမလောက်လည်းစိုးသွမ်းတဲ့သူလည်းဒီကဘာမှာရှိမယ်လို့ကျမအနေနဲ့တော့မထင်ဘူးပေါ့နော်။ဒါမဲ့ကျမဒီချိန်မှာလေကျမကြိုးစားလို့မဟုတ်ဘဲနဲ့ကျမအရန်လိမ်ပါတယ်။ကျမကြိုးစားလို့မဟုတ်ဘဲနဲ့ကျမရဲ့ဂုဏ်သိက္ခာတွေရှိတယ်လှပတဲ့ဘဝလူသစ်စိတ်သစ်ဘဝသစ်အခြေအနေအသစ်ခံစားချက်အသစ်ပျော်ရွှင်စရာအသစ်တွေနဲ့ကျမဘဝကိုဒီနေ့အချိန်မှာဖခင်ကရွေးချယ်ပြီးတော့မှအကောင်းဆုံးနေရာကိုပို့ပေးထားတယ်။ဒါကြောင့်မို့ကျမပြောချင်တယ်ယေရှုဖခင်သခင်ဟာတနေရာမှာထားပြီးတော့မှပုံလေးထုပြီးတော့မှကိုးကွယ်ရတဲ့သူမဟုတ်ဘူးယေရှုဖခင်သခင်ဆိုတာတင့်နှလုံးသားထဲမှာလာရောက်ပြီးတော့မှတင့်ကိုသူဘလောက်ချစ်တယ်ဆိုတဲ့အကြောင်းတင်လိုချင်တာတွေဘလောက်သူကချစ်ချင်းမြတ်တာနဲ့လှုပ်ပေးတယ်ဆိုတဲ့အကြောင်းတင့်ကိုပြရင်းနဲ့ဆွဲခေါ်သွားပြီးတော့မှတင့်ကိုတမလွန်အရေးမှာတော့ငရဲမကြစေဘဲနဲ့ကောင်းကင်ကိုပို့ပေးခြင်းနဲ့ဖခင်ဖြစ်တယ်ထိုသူဖြစ်တယ်ထိုယေရှုဟာ
တစ်အတွက်အရာအားလုံးကိုလုပ်ပေးဖို့လောကထဲကိုဆင်းလာတာဖြစ်တယ်ဆိုတော့ပြောရင်းနဲ့ကျွန်မညီကုန်းချုပ်ခြင်းနဲ့အားလုံးကိုကျေးဇူးတင်ပါတယ် God bless you